ထင်မှန်မှာတော့အလံတလူလူလွင့်ထူလေးပါပြီခတ်တာကအလံကနေလာအလံဖြစ်နေတာပါပဲနေလာကအစင်းမြင့်တက်တာတွေအများကြီးရှိနေကြပါတယ်ရှုပ်ထွေးတဲ့အစီအရင်လည်းရှိနေပြီးကြီးမားတဲ့စစ်စခန်းကြီးကိုဖုံးကားထားပါတယ်ဒါကထင်မှန်တော်လင်းနဲ့ရှင်လော့တိုင်းပြည်ရဲ့နေဆက်ကျော်ဖြစ်ပါတယ်ဒီနေဆက်ကျော်စစ်စခန်းကြီးရဲ့မီတာ100ကျော်လောက်မှတော့ရှလိုက်ခတ်မြို့တော်တည်ရှိပါတယ်ဒီစစ်စခန်းရဲ့အဓိကတပ်စခန်းတဲထဲမှာတော့ဂျွီစီရှိနေပါတယ်ဂျွီစီဟာမီနီလိုအယောင်ရှိတဲ့လူသားပုံစံရှော့ဝတ်တစားကိုဝတ်ဆင်ထားပါတယ်ဒီရှော့ဝတ်တစားဝိညာဉ်ထိန်လက်နက်ကခုံတက်မင်ဖန်တီးပေးထားတာဖြစ်ပြီးခုခံကာကွယ်ရေးမှာအတုံးဝင်တဲ့လက်နက်ဖြစ်ပါတယ်အဆုံးစွန်တော်ဖုန်ဟောက်တော့လို့ဆိုရင်တော့မှ3ချက်လောက်တိုင်းမှဒီလက်နက်ကာကွယ်ရေးကိုဖြိုဖျက်နိုင်မှာဖြစ်ပါတယ်ဂျွီစီကနေလာကရောက်လာတဲ့စာတစောင်ကိုဖတ်နေပါတယ်ဖတ်ပြီးတာနဲ့မျက်မှောင်တွန့်ချိုထားပြီးထားရက်လိုက်ပါတယ်ရောက်လာတဲ့စာအရဆုံးဖြတ်ချက်ကိုသူမပဲချမှတ်ရမှာကြောင့်အချိန်ယူစဉ်းစားဖို့လိုနေပါတယ်။သူမကစာအရနေလာဟာအမျိုးအမည်မတည်တဲ့ရန်သူတိုက်ခိုက်ခြင်းကိုခံရတာဖြစ်ကြောင်းမြို့တော်10ခုမင်တူမြို့တော်နောက်ဆုံးနန်းတော်ကြီးတိုက်ခိုက်ခံရကြောင်းရန်သူတွေဟာနေလာမသိအောင်လျှို့ဝှက်တဲ့နည်းပညာနဲ့ဝင်ရောက်နိုင်ခဲ့ကြောင်းအဆင့်ကိုလက်နက်တောင်ထုတ်တုံကြောင်းဘယ်ကိုရောက်သွားမှအစားရှာလို့မရကြောင်းအကြီးကဲခုံပြောပုံရရန်သူတွေဟာဖုံးခွဲခြင်းစွမ်းရည်နဲ့အာဃာတစွမ်းရည်တွေရှိနိုင်ကြောင်းကိုလူလက်အောင်ငယ်သားတွေဖြစ်တဲ့အဆင့်ကိုဝိညာဉ်ထိန်မာစတာ6ယောက်ကိုပြောပြလိုက်ပါတယ်။ဂျွီစီကိုတိုင်ရောဝိညာဉ်ထိန်မာစတာတွေရောအံ့ဩကုန်ပါတယ်။စစ်ပွဲတစ်ခုတိုက်ရမှာနောက်ပိုင်းတည်ငြိမ်မှုမရှိတာကအကြောင်းအရာဆုံးဖြစ်ပါတယ်။အလွန်စွမ်းအားကြီးတဲ့ဝိညာဉ်မာစတာတွေကဖုံးခွဲခြင်းစွမ်းရည်ရှိနိုင်ကြပေမယ့်ဝိညာဉ်ထိန်မာစတာတပ်ဖွဲ့နှစ်ဖွဲ့စလုံးကိုဖုံးခွဲခြင်းစွမ်းရည်နဲ့ခေါ်လာနိုင်ဖို့ဆိုတာကမဖြစ်နိုင်တာကြီးလေ။အဓိကရန်သူကိုခတ်မှန်ရခတ်နေတာဖြစ်ပါတယ်။အခုတော့လေတူဆောင်ကြည့်ဝိညာဉ်ထိန်တွေချွတ်ရွင်လို့တိုက်ခိုက်ခံရတာကသူတို့ပြန်ဖြစ်နေပါလား။သူတို့တိုင်ပြည်တွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်တာကလေတူဆောင်ကြည့်ဝိညာဉ်ထိန်ကဏ္ဍကအများကြီးပါတယ်လေ။ဒါပေမဲ့စာထဲမှာကလူတယောက်နာမည်ကိုထည့်သွင်းဖော်ပြထားပါတယ်။ဟော့ယူဟောက်တကယ်ပဲရှင်လား။အကြီးကဲတွေကနိုင်ငံတွင်းအရေးအခင်းတွေကသူမဆုံးဖြတ်ချက်ကိုမဖုံးလွှမ်းတင်ကြောင်းတိုင်းဆရာရှိတာဆက်တိုက်တင်ကြောင်းနေလာတော်ဝင်ဝိညာဉ်ထိန်မာစတာတပ်ဖွဲ့ရှိနေတွေမင်းကြီးလည်းဘာမှဖြစ်မှာမဟုတ်ကြောင်းမင်းကြီးကဘာဆုံးဖြတ်ချက်ကိုပဲချနားလဲမှာဖြစ်ကြောင်းအကြံပြုကြပါတယ်။ဂျွီစီကတော့ရှေ့တန်းမှာစစ်နိုင်နေလဲနောက်ကမင်းကြီးကအန်တီရဲ့ဖြစ်နေရင်ဒီလိုရက်ကမှန်ကန်ပါအောင်မလားစသည်ဖြစ်ဝေခွဲမရဖြစ်နေပါတယ်။ဒါပေမဲ့လည်းသူမဆုံးဖြတ်ချက်မြန်ချပေးမှမို့ဒီကိစ္စကိုလျှို့ဝှက်ထားဖို့ပြောလိုက်ပါတယ်။အကြီးကဲတွေလည်းနားလဲကြောင်းခေါင်းငိမ့်လိုက်ကြပါတယ်။ဂျွီစီကတဲစခန်းထဲမှာတယောက်ခဲဂျွီစီအပြင်နောက်ထပ်2ယောက်ရှိနေပါတယ်။ရှက်လင်ကိုင်းကောင်းဆောင်ကျုံလီဝူနဲ့ဒုကောင်းဆောင်ဖုံးလင်တို့ဖြစ်ပါတယ်။ကျင်းဟုံရှန်နဲ့နီလန်ကဝိညာဉ်မာစတာတွေအပြင်ကျန်တဲ့ဝိညာဉ်ထိန်မာစတာအဖွဲ့ကောင်းဆောင်တွေနဲ့စုစုပေါင်းဖုံဟောက်တော့လို့အယောက်20အဆင့်ကိုဝိညာဉ်ထိန်မာစတာတွေရှိနေကြပါတယ်။ဆက်ပြီးတိုင်ပြည်ကိုကာကွယ်တော့လက်များဖြစ်တဲ့ဝိညာဉ်ထိန်မာစတာကောင်းဆောင်တွေတာမန်ဝိညာဉ်ထိန်မာစတာတပ်ဖွဲ့ကောင်းဆောင်တွေနဲ့တက်ဆိုင်ရာယာဒူလိုက်ကောင်းဆောင်တွေဟာလည်းအစင်သင့်ညီညာစွာရပ်နေကြပါတယ်။ဂျွီစီကအကုန်လုံးကိုခေါင်းငိမ့်ပြလိုက်ပြီးငါတို့တက်တာတွေနားနေခဲ့တာ10ရက်ရှိနေပြီ။အကုန်လုံးရဲ့ခွန်အားတွေကအမြင့်ဆုံးမှရှိနေမယ်လို့ယုံကြည်တယ်။အခုတော့ရန်သူတွေကိုတိုက်ခိုက်ဖို့အချိန်ရောက်ပြီ။နားထောင်ကြနံပါတ်1 3နဲ့5ဝိညာဉ်ထိန်မာစတာတပ်ဖွဲ့တွေရှလိုက်ခမြို့တော်ကိုချီတက်ပြီးဝိုင်းထားမယ်။လက်ဆိုမြက်လုံးဝိညာဉ်ထိန်မာစတာတပ်ဖွဲ့နဲ့အံ့ဖွဲ့လက်တဲ့ဝိညာဉ်ထိန်မာစတာတပ်ဖွဲ့ကလည်းပူပေါင်းလိုက်ပါပြီးရှလိုက်ခမြို့တော်နဲ့ကီလိုမီတာ50အကွာမှာတက်ချမယ်။ဝိညာဉ်ထိန်လက်နက်စခန်းတွေတက်ဖြန့်ပြီးတာနဲ့မြို့တော်ကိုတိုက်မယ်။ဒီအမိန့်ကိုကြားတော့ကျုံလီဝူကအံ့ဩသွားပါတယ်။အရင်ကတည်းကရှလိုက်ခကိုတိုက်ခိုက်ဖို့သူတောင်းဆိုပေမဲ့စစ်နက်ဖြာမကကန့်ကွက်ခဲ့ပြီးအခုကျတော့တိုက်ခိုက်ဖို့အမိန့်ထုတ်နေပါလားဒါကတည်င်းကောင်းပဲသူတို့အတွက်တော့ရှလိုက်ခကြောင်တော့ကစူးတစ်ချောင်းဖြစ်နေခဲ့တာကြားပြီလေညတညရဲ့တကောင်ရံမှာပောက်ွယ်တန်းတွေကရှလိုက်ခမြို့တော်ကိုနိုးထားစေခဲ့ပါတယ်ပောက်ွယ်မှုတွေကစလုံးတွေပေါ်လာခဲ့ပါတယ်ရေးထားတာကတော့ဟောရီဟာကို10ရက်အတွင်းလွှဲပြီးမဟုတ်ရင်တမျိုးလုံးကိုတုတ်တင်ပြစ်မယ်ဆိုတာပါပဲရှလိုက်ခတ်မျိုးတော်ကိုရောက်ခံပြီးဖြစ်နေတဲ့ရွေဟောက်ကဒါကိုမြင်တော့မျက်မှောင်တွန့်ချိုးသွားပါတယ်ခံဝူထုံလဲအံ့ဩသွားပါတယ်ရှလိုက်ခတ်ကြောင်တော့ကိုတွားရတော့မယ်မှန်းတည်ပေမဲ့ရွေဟောက်ကအရင်ထန်ကိုင်းကိုပြန်လိုက်ပြီးမရဏလွင်ပြင်ထဲကအဖွဲတွေကိုထုတ်လိုက်ပါတယ်ငွေပြမြက်အေဂရစ်ကိုမြင်တော့ပေပေကမေယိုအောက်ကြမတက်အံ့ဩသွားပါတယ်ဒါပေမဲ့အရေးကြီးလုံးဆရာတွေရှိနေသေးတာမို့ရွေဟောက်ဝူထုံပေပေတို့ကရှလိုက်ခတ်ကြောင်တော်စီထွက်လာခဲ့ပါတယ်ရောက်တာနဲ့ရွေဟောက်နဲ့ပေပေကရွှေရောင်တစ်ပင်ကြီးကိုတုံးချိန်ကြောလိုက်ပါတယ်ဆရာကျွန်တော်တို့ပြန်လာပြီပင်လယ်နက်ဖြန်ခမ်းမဆောင်မှာတော့ရွှမ်းလောင်အကြီးအကဲတွေအပြင်မင်းသမီးဝေနာတို့ပါရှိနေပါတယ်ရွှမ်းလောင်ကပူပန်မနေပဲရွေဟောက်တို့ဘာတွေလုပ်ခဲ့လို့နေလာကဒီလိုတောင်းဆိုလာတာလဲဆိုတာကိုဒါမေးမြန်းခဲ့ပါတယ်
ယူဟောက်ကလည်းမင်းသမီးဝေနာလို့ရှိနေတာမို့မရဏလွင်ပြင်ကိစ္စကလွယ်ပြီးကျန်တာတွေကိုပြောပြခဲ့ပါတယ်။နောက်တော့အစည်းအဝေးထိုင်ရင်ဟောက်ယူဟောက်ကနေလာကသူပြန်ရောက်နေပြီဆိုတာမသိနိုင်ကြောင်းသူ့ကိုနေလာတိုင်ပြည်ထဲမှာရှိအောင်မယ်လို့ထင်ပြီးကျောင်းတော်ရာအတွက်လည်းသူ့ကို10ရက်အတွင်းဆက်တွေ့ဖို့ဆိုတာမဖြစ်နိုင်တာမို့တကယ်ရည်ရွယ်ချက်ကသူမဟုတ်နိုင်ကြောင်းတိုင်ချင်ရင်တခါလဲတိုက်လို့ရရတဲ့နဲ့10ရက်အချိန်ပေးတာမို့ရည်ရွယ်ချက်ကကျောင်းတော့မဟုတ်နိုင်ကြောင်းနေလာရဲ့စစ်နဲ့ဖျားမှာဂျူစီဟာတစ်ချိန်လုံးကသူ့ရဲ့စီနီယာအမဖြစ်ကြောင်းသူမဟာဝိညာဉ်ထိန်လက်နဲ့ဖန်တီးတာတို့ကျင့်ကြံတာတို့မှာပါရမီမပါပေမဲ့စစ်ရေးဗျူဟာမှာတော့ပါရမီပါကြောင်းရှလိုက်ခက်ကသူ့ကို10ရက်အတွင်းမပေးနိုင်မှန်းတည်ရတဲ့ဒီလိုလောက်တာကကျောင်းတော့ကိုတိုက်ဖို့မဟုတ်ပဲတခြားရည်ရွယ်ချက်ရှိနိုင်ကြောင်းပြောပါတယ်အကြီးအကဲတွေကအဲ့လိုဆိုပေမဲ့တကယ်ပဲတိုက်ခိုက်လာခဲ့ရင်ရောအနည်းနဲ့အလားလားတိဆောက်ထားရတဲ့ရှလိုက်ခက်ကိုအပြိုလဲမခံနိုင်ဘူးလို့ပြောပါတယ်ဒါကြောင့်ပဲသူမကစစ်ရေးဗျူဟာမှာတော်တယ်လို့ကျွန်တော်ပြောတာပဲတကယ်တိုက်ခိုက်လာခဲ့ရင်ကျွန်တော်တို့ကကာကွယ်ရတော့မှာပဲအဲ့လိုကာကွယ်ဖို့ဆိုရှင်တော့နဲ့တော်လင်းကနေစစ်ကူတောင်းမှာပဲညီဆက်ရတိုင်းပြည်တွေဖြစ်တော့10ရက်အတွင်းကျွန်တော်တို့စီစစ်ကူတွေပို့ပေးနိုင်တယ်လေဒါကိုကြတော့ပင်လယ်နက်ဖျားခမ်းမဆောင်လဲငြိမ်ကြသွားပါတယ်စစ်ကူတွေရောက်လာခဲ့ရင်နေလာကတိုက်မှာလားနေလာခူရဲ့ရလက်ကိုပြောင်းနိုင်မယ်ဆိုအဲ့ဒါယူဟောက်ဖြစ်ကြောင်းတန်မာဖို့တာလိုကြောင်းစိတ်မလျှော့ဖို့အားပေးပါတယ်ဒီလိုကြားမှပဲယူဟောက်လဲပြန်လဲနိုးထလာခဲ့ပါတယ်ပုံမိုင်းနေတဲ့ခေါင်းကင်ကြီးကပြန်တောက်ပသွားသလိုပါပဲအဲ့လိုနဲ့ယူဟောက်ကပေပေကိုကြားဖြူမျိုးစားမင်းကိုတွားချဖို့နဲ့စစ်ကူမလုပ်ဖို့အကောင်ဆုံးတပ်ဖွဲ့ကိုလာပြင်ဆင်ထားပြီးအချိန်မရွေးလွတ်ပေးနိုင်အောင်အစင်တင်းပြင်ထားဖို့လာတည်င်းပေးခါလိုက်ပါတယ်။ထံဦးထုံကိုတော့ကောင်းကင်နေမင်းတုတ်လောကိုတွားချပြီးတူညီတဲ့တည်င်းပေးဖို့ပြောလိုက်ပါတယ်။ချန်ဟွမ်ကကြာရှုံသွားပြီးဖြစ်ပြီးတော်လင်းကအခုချိန်မှာအားအနည်းဆုံးဖြစ်နေတာကြောင့်ဂျွီးစီရဲ့တကယ်ပြစ်မှတ်ကတော်လင်းတိုင်းပြည်ဖြစ်နိုင်ပါတယ်။ရှင်ရောဘာလုံးမလဲလို့ဦးထုံမေတော့ရွှေဟောက်က600လောက်ရှိကိုကူတာပြီးတာနဲ့တကားပိတ်ကျင့်ကြံရေးဝင်ပြီးဖုန်းဟောက်တော့လောဖြစ်ဖို့စူးစမ်းတော့မှဖြစ်ကြောင်းပြောလိုက်ပါတယ်။သူကဖုန်းဟောက်တော့လောဖြစ်လာရင်တာမန်ဖုန်းဟောက်တော့လောနဲ့တူမှာမဟုတ်ဘူးလေ။ဂျွီးစီအကွက်တော်ချနေတယ်ပေါ့။ငါလည်းအကွက်ပြန်ချမယ်။နောက်ဆုံးမှဘသူအနာရမလဲကြည့်ကြသေးတာပေါ့။ထန်ကိုင်းကိုပြန်ရောက်တော့ရွှေဟောက်ကထန်ရကိုရှာလိုက်ပါတယ်။သူမကအရင်လိုမှိမ့်မိတ်နေတာမဟုတ်ပေမဲ့အားနေနေတော့မှာပဲ။ဝေပြမြဲဧကရစ်ကိုရှာတွေ့လာပြီလို့ပြောတော့ထန်ရရောပိပိရောဝန်တနေခဲ့တာဖြစ်ပါတယ်။အရင်ကလိုတက်ကြွတဲ့ထန်ရကိုပြန်မြင်ရတော့မှမို့ပိပိလည်းအလွန်ဝန်တနေပါတော့တယ်။အလိုနဲ့ပိပိထန်ရရွှေဟောက်ဝေပြမြဲဧကရစ်တို့ကအခန်းထဲမှာစုဝေးလိုက်ကြပါတော့တယ်။ထန်ရကတင်ပြင်းခွေထိုင်ချလိုက်ပါတယ်။ဝေပြမြဲဧကရစ်ကလက်နဲ့ထန်ရကောင်းကိုအုပ်ကင်လိုက်ပါတယ်။ပြီးတာနဲ့အပြာရောင်အလင်းဖြော့ဖြော့ကထွက်ပေါ်လာခဲ့ပါတယ်။ထန်ရကစတင်ပြီးတုံရင်လာပါတယ်။တစုံတစ်ခုကပြန်လဲနိုးထလာသလိုပါပဲ။အစိတ်ဖြည့်ပြီးနောက်မှာဒူမတိုင်ဝိညာဉ်ကအားနေသွားတာဖြစ်ပြီးငွေပြမြက်ဧကရစ်ကပြန်လဲအသက်တွင်နိုးထစေတာဖြစ်ပါတယ်။ဒါပေမဲ့ဒူမဝိညာဉ်စွာကအရန်အားနေနေတာကြောင့်ကြောက်စိတ်နဲ့ဟင်ချုံမရဖြစ်လာပြီးကိုယ်ထဲကပို့ပြီးတုံရင်လာခဲ့ပါတယ်။အချိန်မှာပဲငွေပြမြက်ဧကရစ်ကຫນွယ်တွေနဲ့ဒူမကိုယ်ထဲကိုရစ်ပတ်လိုက်ပြီးတည်ငြိမ်စေခဲ့ပါတယ်။နိုးထခြင်းကတော့အောင်မြင်သွားခဲ့ပါပြီ။ငွေပြမြက်ဧကရစ်ကတော့သူ့ကိုထန်ရလိုငွေပြမြက်ပိုင်ရှင်ကိုရှာပေးလို့ကျေးဇူးတင်လိုက်ပါတယ်။နောက်တော့ထန်ရပြန်ကောင်းလာဖို့တော့အချိန်ပေးရအောင်ပါမို့ရှောင်းရှောင်းတို့ကျန်တဲ့နန်တို့ကိုပြုစုစေလိုက်ပါတယ်။ပေပေကတော့ဒူတာဝင်ထမ်းဆောင်ရဖို့ရှိသေးတယ်လေ။ဂျီဟောက်ကတကားပိတ်ကျင်းကြံရေးမဝင်ခင်ရွှမ်းစီဝမ်ကိုတွားချလိုက်ပါတယ်။ဆရာရွှမ်ကတော့သူအဆင့်ကိုဝိညာဉ်ထိန်အမြောက်ကိုပြန်လဲပြင်ဆင်နေပါတယ်။မေလာကလူသားပုံစံဝိညာဉ်ထိန်လက်နက်တွေအမြောက်အများထုတ်လုပ်ထားတာကိုသူကြားပြီးသားဖြစ်ပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးသူစဉ်းစားလိုက်အောင်မယ်လို့ပြောလိုက်ပါတယ်။ဘလို့ဖြစ်ဖြစ်သူရဲ့ဆရာခုံဆိုရင်တော့ဘာဘီထွက်ဆိုကြိုးမှမရှိပဲအဲ့ဒီဝိညာဉ်ထိန်ကိုလုံနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဆရာခုံဆိုတာကိုရွေဟောက်မကြဘူးတာကြောင့်မေးကြည့်လိုက်တော့ဆရာရွှမ်ရဲ့ဆရာဖြစ်ပြီးနေလာဝေဖြူခံမဆောင်ရဲ့အကြီးအကဲဖြစ်ကြောင်းနေလာရဲ့အတ္တမဆုံးဝိညာဉ်ထိန်ဆရာဖြစ်ကြောင်းရွေဟောက်ရဲ့ဆရာဖိုးဖိုးဖြစ်ကြောင်းပြောလိုက်ပါတယ်ဆရာဖိုးဖိုးပဲဖြစ်ဖြစ်သူကရန်သူဖက်ကလေဒီတင်းကတင်းကောင်းမဟုတ်ဘူးလို့ရွေဟောက်ကတွေးပါတယ်ဖန်စီဝမ်ကတော့နောက်ဆိုအရေးကြီးကိစ္စမရှိရင်လာမရှာဖို့ပြောပြီးနှင်လွတ်လိုက်ပါတယ်ဒါနဲ့ရွေဟောက်ကသူ့ကိုယ်ပိုင်စံတက်ခံနဲ့ဝင်သွားပြီးတကားပိတ်ချင်းကြံဖို့ပြင်ဆင်လိုက်ပါတော့တယ်မကြခင်မှာရွေဟောက်ရင်ရန်ဆိုကောကျင်းတော့မှာဖြစ်ပါတယ်လူသားတွေမကျင်းကြံနိုင်တဲ့ရင်ရန်ဆိုကောကိုရွေဟောက်ဘလို့ကျင်းကြံမှာလဲဆိုတာကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဒါကစာစဉ်အရာတာပြောပြခြင်းဖြစ်လို့တုံ့ဖွားနေတော့ကွဲလွဲမှုရှိနိုင်ပါတယ်ကျေးဇူးပါရှင်